ကဘာပေါ်မှာနိုင်ငံပေါင်း200နီးပါးရှိနေတာတောင်ဘာလို့အမေရိကန်တနိုင်ငံတည်းကပဲကဘာကြီးကိုအုပ်ချုပ်နေတယ်လို့ဖြစ်နေတာလဲသူတို့စီမှာဘာတွေထူးခြားနေလို့လဲဒါကိုအဓိကအချက်3ချက်နဲ့ရှင်းပြပေးပါမယ်ပထမဆုံးအချက်ကတော့သူတို့ရဲ့ပထဝီဝင်အနေအထားပါပဲအမေရိကန်ရဲ့ဘယ်ဘက်နဲ့ညာဘက်မှာအတ္တလန္တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာကြီးနှစ်ခုကသဘာဝအတိုင်းခံတက်ကြီးတွေလို့ကာကွယ်ပေးထားတာပါအိမ်နီးချင်းနိုင်ငံတွေကိုကြည့်ပြန်တော့လေသူတို့ကိုရှင်နိုင်တဲ့အင်အားမျိုးမရှိကြဘူးဒါကြောင့်ဘေးရန်သူကမှအမေရိကန်မြေပေါ်ကိုကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲသွားတာပါဒုတိယအချက်ကတော့ဒေါ်လာပါကမ္ဘာကုန်သွယ်မှုအားလုံးနီးပါးကိုဒေါ်လာနဲ့ပဲလုပ်ရမယ်လို့သတ်မှတ်ထားတာကြောင့်ကမ္ဘာစီးပွားရေးတွေးကြောကြီးကိုအမေရိကန်ကပဲထိန်းချုပ်ထားတယ်လို့ဖြစ်နေတာပါသူတို့ကပိတ်ဆံကိုစိတ်ကြိုက်ရိုက်နှိပ်ထုတ်ဝေခွင့်ရှိနေတော့တကဘာလုံးကသူတို့ရဲ့ဘဏ်စနစ်ထဲမှာပဲလေပတ်နေရတာပေါ့နောက်ဆုံးတစ်ချက်ကတော့နီးပညာနဲ့စစ်အင်အားပါကျွန်တော်တို့အခုသုံးနေတဲ့ဖုန်းအင်တာနက်ကအစအားလုံးကသူတို့လက်ထဲမှာပဲရှိတာပါနောက်ပြီးကမ္ဘာအနှံ့မှာလည်းသူတို့ရဲ့စစ်အခြေစိုက်စခန်းတွေအများကြီးရှိနေတော့ဘယ်နေရာမှာပဲပြဿနာတက်တက်24နာရီအတွင်းရောက်သွားနိုင်နေစွမ်းအားသူတို့မှာရှိပါတယ်ကဲဒါဆိုရင်မိတ်ဆွေတို့ကဘယ်လိုထင်လဲနောက်အနာဂတ်မှာဒေါ်လာကိုတရုတ်ယွမ်ဒါမှမဟုတ်တခြားငွေကြီးတစ်ခုခုကအစားထိုးနိုင်မယ်ထင်ပါသလားကို့အမြင်ကိုမှရေးပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုနေ့တိုင်းကြည့်ချင်နေဆိုရင်တော့ကျွန်တော် channel လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်